2023-2024 ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲသိပ္ပံဘာသာတွင်မြန်မာတနိုင်ငံလုံးအမှတ်အများဆုံးရရှိသူရန်ကုန်မြို့ EC ကိုပိုင်ထက်တန်းကျောင်းမှာ6ဘာသာဂုဏ်ထူးရှင်မောင်မင်းခန့်ဖို့ရဲ့စ조사အားထုတ်မှုဆရာမများရဲ့သင်ကြားပြသမှုမိဘအုပ်ထိန်သူများရဲ့ပတ်မိုးကူညီမှုများနဲ့အောင်မြင်မှုနဲ့ပတ်သက်ပြီးတွေ့ဆုံမေးမြန်းခဲ့ပါတယ်။သတင်းပြေဆုံးကိုဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။2024 ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင်ရန်ကုန်တိုင်းဒေသကြီးတာမွေမြို့နယ် EC ကိုပိုင်အထက်တန်းကျောင်းမှာ6ဘာသာဂုဏ်ထူးဖြင့်သိပ္ပံဘာသာတွင်မြန်မာတနိုင်ငံလုံးအမှတ်ပေါင်း958မှတ်ဖြင့်အောင်မြင်ခဲ့သောလူရည်ကျွန်းနှစ်ထပ်ကွယ်မောင်မင်းခန့်ဖို့မှတစ်နှစ်တာလုံးစ조사အားထုတ်မှုနဲ့ပတ်သက်ပြီးအခုလိုပဲတွေ့ဆုံမေးမြန်းခဲ့ပါတယ်။တင်ရိုးတစ်ကတော့ကျွန်တော်တင်ရိုးဟောင်းတက်စာလို့ရှိရင်အနေငယ်ပို့ပြီးတော့ခတ်သွားပါတယ်ခင်ဗျာအဲ့တော့ကြောင့်မလို့စာတွေကိုနှစ်စာတွေကနေပြီးတော့တတိချာတတိစာတစ်နေ့လုပ်ပြီးတော့အကျွေးမထားဘဲနဲ့လုပ်ခဲ့ရပါတယ်ခင်ဗျာ revision တွေလည်းအပြန်ပြန်လည်းခဏတက်ပြီးတော့မှကိုကိုရိုင်းတကယ်ကိုယုံကြည်မှုရှိတဲ့အခြေအနေထိရအောင်စူးစမ်းခဲ့ရပါတယ်ခင်ဗျာကျွန်တော်အနေနဲ့စိန်ခေါ်မှုရှိတဲ့ဘာသာရပ်ကတော့ကျွန်တော် physics ပါခင်ဗျာ physics ရဲ့အဓိကအကြောင်းအရာတော့စာများတဲ့အတွက်ကြောင့်ဖြစ်ပါတယ်စာများတဲ့အတွက်ကြောင့်မလို့စာမွေးညမှာနှွေးလို့မှတ်ပြီးမှပြန်ကြည့်လို့မှတ်ပြီးမှကျွန်တော်အနေနဲ့စိတ်ပူခဲ့ပါတယ်ဒါပေမဲ့ဆရာတွေရဲ့လမ်းညွှန်မှုနဲ့သူတို့ရဲ့တကယ်တမ်းဟိုအတွေ့အကြုံတွေကိုတသွေးမတိန်နဲ့လိုက်နာခဲ့တဲ့အခါမှာကျွန်တော်လည်းအေးဆေးဆေးချောချောမပွင့်နဲ့ဖြေဆိုနိုင်ခဲ့ပါတယ်ခင်ဗျာဘာသာရပ်အမှတ်ကမြန်မာစာ82မှတ်အင်္ဂလိပ်စာ82မှတ်သင်္ချာ69မှတ် chemistry 68မှတ် physics 68မှတ်နဲ့ bio 69မှတ်ပါခင်ဗျာကျောင်းဘက်ကတော့ကျွန်တော်တို့ tutorial တွေ test တွေအထက်ခါစစ်ပေးပါတယ်ခင်ဗျာစစ်ပြီးတဲ့အခါမှာလည်းထွက်လာတဲ့ result ပေါ်မူတည်ပြီးတော့ကျောင်းသားကို feedback ပြန်ပေးပါတယ်ခင်ဗျာအဲ့တော့ကြောင့်မို့ကျွန်တော်တို့ကဘာလိုအပ်သေးတယ်ဘာတွေထပ်လုပ်ဖို့လိုသေးတယ်ဆိုတော့တေချာသိပြီးတော့ဆရာတွေရဲ့လမ်းညွှန်မှုနဲ့ပဲဒီလိုမျိုးအောင်မြင်မှုကိုရရှိအောင်လုပ်နိုင်ကြတာပါခင်ဗျာဆိုရင်ပုံမှန်ပို့ရတဲ့ချိုးရှိခဲ့ပါတယ်ကျွန်တော်တို့ကမေကုန်းကလည်းတခါမှမမြင်ဘူးတဲ့မေကုန်းဟောင်းမရှိတာကြောင့်ရောတင်ရိုးတွေကလည်းတကယ်မြင့်နေဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့မှာမလိုက်နိုင်မှာတို့တင်ရိုးမပြတ်မှာတို့စသဖြင့်အဲ့လိုမျိုးပူပန်မှုတွေရှိခဲ့ပါတယ်ခင်ဗျာဒါပေမဲ့ဒီ EC ကျောင်းရဲ့နောက်တစ်ခါငယ်ငယ်တော့တင်ခဲ့ဆရာမတွေရဲ့အခြေခံကောင်းမှုတွေကြောင့်ရော EC ကျောင်းရဲ့နောက်တွန်တင်ဆုံးမပေးမှုတွေလမ်းညွှန်ပေးမှုတွေကြောင့်ကျွန်တော်တို့တင်ရိုးအသစ်ဆိုပေမဲ့လည်းချီချီညံ့ညံ့နဲ့ကောင်းကောင်းမွန်တင်ယူနိုင်ခဲ့ပါတယ်တင်ယူနိုင်ခဲ့တဲ့အတွက်ကိုယ့်ဘက်ကလည်းစူးစမ်းအားထုတ်မှုအထိုက်လျောက်လုပ်လိုက်တဲ့အခါမှာတော့အဆင်ပြေဖြည့်ဆိုနိုင်ခဲ့ပါတယ်ခင်ဗျအဓိကတော့တနေ့စာတနေ့ကိုပုံမှန်လုပ်သွားပြီးတော့အကျွေးမထားဖို့ကျွန်တော်အနေနဲ့မှာချင်ပါတယ်နောက်တစ်ခုကဆောင်းပွဲနီးလာတဲ့အချိန်မှာဖြစ်လာတဲ့စိတ်ဖိစီးမှုတွေကိုလည်းအဲ့လောက်ကြီးကြောက်ရွံ့တာမျိုးမရှိဘဲနဲ့ပေါ့နော်ကိုစူးစမ်းတဲ့မြအရာအားလုံးအရာထင်လာမယ်ဆိုတဲ့ယုံကြည်ချက်မျိုးထားပါစေချင်တယ်ဗျညီငယ်ညီမငယ်ရဲ့အတွက်ကတော့ကျွန်တော်တို့ဟိုရီမန်းချက်တစ်ခုရှိပြီဆိုလို့ရှိရင်အဲ့ရီမန်းချက်ကိုဦးတည်ပြီးတော့တကယ်လို့မြန်ကိုယ့်ဘက်ကတက်နိုင်မြအကောင်းဆုံးစူးစမ်းဖို့အတွက်ပဲကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်စူးစမ်းပြီးသွားတဲ့အချိန်မှာ result ကတော့ကိုယ့်ရဲ့ကံတရားပေါ်ညံပေါ်ရိယပေါ်အားလုံးမူတည်ရဲ့အတွက်ကြောင့်မလို့ result ပေါ်မှာအဲ့လောက်ကြီးမျှော်လင့်ချက်မထားဘဲနဲ့ကိုယ့်ဘက်ကအတက်နိုင်ဆုံးစူးစမ်းအထောက်မှုထုတ်ပေးပါလို့ပဲကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့မိဘတွေကိုကျွန်တော်အင်မတန်ကျေးဇူးတင်ပါတယ်ကျွန်တော်အနီးကပ်စောင့်ရှောက်ပေးနိုင်ခဲ့တဲ့အနီးကပ်လည်းလိုအပ်သမျှကိုကျွန်တော်တို့ရှိနေပေးခဲ့တယ်နောက်တစ်ခါဒုတိယအနေနဲ့ဆရာဆရာမတွေဆိုလဲကိုယ့်ကိုအင်မတန်ကမှသားတယောက်ကဲ့သို့ချစ်မြတ်နိုးပြီးတော့အဆအဆအရာကူညီပေးခဲ့တယ်အမှတ်တွေပါတယ်ဆိုလို့ရှိရင်လည်းတည်ချာကိုပေါ့နော်အကဲဖြတ်စစ်ဆေးပေးခဲ့တယ်ဒါဆရာဆရာမတွေရဲ့ကျေးဇူးတွေလည်းပါပါတယ်ခင်2025ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကြီးကိုဖြေဆိုကြမယ်ကျောင်းသားကျောင်းသူများအားကြအတူယူစေရန်အတွက်လူရည်ကျွန်းနှစ်ထပ်ကွမ်းရရှိခဲ့ပြီးတက္ကသိုလ်ဝင်စာမေးပွဲတွင်မြန်မာတနိုင်ငံလုံးအမှတ်အများဆုံးရရှိခဲ့သူမောင်မင်းခန့်ဖို့နှင့်တွေ့ဆုံမေးမြန်းခဲ့တာပဲဖြစ်ပါတယ်ရှင်